Hello ဖေဖေပါငွေဆောင် trip day 2လေးမှာဘလို့ activity တွေဘလို့အစားအသောက်တွေစားပြီးတော့ဘလို့ဖြတ်သန်းခဲ့တယ်ဆိုတာကိုစုံကြည့်ကြည့်ပေးပါအောင်နော်ဟိုတယ်ရဲ့ breakfast ကမနက်10:00နာရီထိဆိုတော့အေးအေးဝဝအိပ်ပြီးတော့မှအေးဆေးဆေးလေးလာစားဖြစ်ပါတယ် breakfast စားပြီးသွားလို့ရှိရင်တော့ဖေဖေငွေဆောင်စည်းတွေကိုပတ်မှာပါဖေဖေတို့တဲတဲ့ဟိုတယ်နဲ့ငွေဆောင်စည်းကအရင်ကြီးမဝေးတော့လမ်းလျှောက်ပြီးသွားလို့ရပါတယ်စီးထဲမှာတော့ခယူလေးတွေနဲ့လှုပ်ထားတဲ့ဟမ်းမိတ်ပစ္စည်းအစုံအလင်ကိုစိုင်းတိုင်းလိုမှာတွေ့ရမှာပါပြဒီရေနဂါးလေးတွေမြင်တော့ကြတော့အယုတ်ကလေးတွေထင်တာပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကအယုတ်မဟုတ်ပဲနဲ့အကောင်အစ်စ်ကိုနီလန်းထားတာပါတဲ့ဒီဆိုင်လေးမှာဆိုလို့ရှိရင်ခယူနဲ့လှုပ်ထားတဲ့ဟမ်းမိတ်ပစ္စည်းလေးတွေအပြင်ကိုရွန်းထည်ပစ္စည်းလေးတွေပါတွေ့ရပါတယ်တကယ်ကိုအကုန်လုံးကလိုချင်စရာလေးတွေနဲ့အားလုံးချစ်ဖို့ကောင်းနေပါတယ်ပင်လယ်ကမ်းခြေကကြောက်ခက်လေးတွေခယူလေးတွေနဲ့လူအသုံးဆောင်ပစ္စည်းအမျိုးစုံကိုတည်တည်ချာချာအသေးစိတ်လေးဖန်တီးပြုလုပ်ထားတာပါပြပြကတော့အရင်သဘောကျလို့ဒီဆိုင်ကနေတော်တော်နဲ့ကိုမထွက်ဖြစ်ပါဘူးဒီဘောပင်လေးတွေဆိုတော့တော်တော်လေးကိုချစ်ဖို့ကောင်းပါတယ်ပြပြကတော့အမတ်တရလက်ဆောင်လေးပေးခြင်းလို့တခီးတော့ချိန်လေးဝေခဲ့ပါတယ်အမတ်တရပစ္စည်းဆိုင်လေးတွေကိုရှောက်ပတ်ပြီးတဲ့နောက်မှာတော့အိမ်ပြန်လက်ဆောင်အတွက်ငါးချောက်လေးတွေဝယ်ဖို့ဝင်ကြည့်ပါတယ်လက်ဆောင်ပစ္စည်းလေးတွေလည်းဝယ်ပြီးသွားပြီဆိုတော့ဟိုတယ်ကိုပြန်လာတော့မယ်အပြန်ကတော့နေရမ်းပူပြီးတော့လမ်းလည်းမလျှောက်ချင်တော့တာနဲ့အိုးဝေလေးပန်းကားစီခဲ့ပါတယ်ဒီလေးတပြူးပြူးနဲ့တော်တော်လေးစီးလို့ကောင်းပါတယ်ဟိုတယ်ကိုပြန်ရောက်တော့ပြခဏလေးနားပြီးတော့အလိုလေးထိုင်လုပ်လိုက်ပါတယ်ဒီတူရဲ့မနက်ပိုင်းဗလော့လေးကတော့ဒီလောက်ပါပဲရှင်ညနေပိုင်းဗလော့လေးကိုလည်းစောင့်ကြည့်ပေးပါအောင်နော်